အားလုံးပဲမင်္ဂလာပါခင်ဗျဘလော့ပိုင်းကိုမျိုး YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုမှာတော့ဖုန်းတစ်လုံးနဲ့ဝင်ငွေအရာကျန်းနဲ့ mobile recap ဗီဒီယိုပြုလုပ်နည်းကိုအသေးစိတ်မျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ mobile recap ဗီဒီယိုပြုလုပ်တဲ့နေရာကိုကျွန်တော်အပိုင်း၄ပိုင်းနဲ့ရှင်းပြပေးသွားမှာဖြစ်တယ်နံပါတ်1အပိုင်းကတော့ဗီဒီယိုရှာနည်းနံပါတ်2 script ရေးနည်းနံပါတ်3 AI နဲ့အတန်ဖန်နည်းနံပါတ်4ဗီဒီယို editing လုပ်နည်းတို့ဖြစ်ပါတယ်ကျွန်တော်ကအပိုင်း1ကိုသွားရအောင်အပိုင်း1ကဗီဒီယိုရှာနည်းဆိုတော့ကျွန်တော်က YouTube ကနေပဲဗီဒီယိုရှာလိုက်မယ်အဲဒီတော့ကျွန်တော် YouTube app ထဲကိုဝင်လိုက်မယ်ပြီးရင်ကျွန်တော်ကဒီနေရာမှာ movie recap ဆိုပြီးရိုက်ရှာလိုက်မယ် movie recap ဆိုတဲ့နေရာမှာနောက်ကကိုက Chinese India ကြိုက်တာကိုလုပ်လို့ရတယ်ဗောနော်အခုကိုထွန်းဖြစ်နေတဲ့ဟာကိုပဲကိုလှုပ်ချင်လဲရတယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီတိုင်းလေးပဲရိုက်ရှာလိုက်မယ် movie recap Okay ဒါဆိုလို့ရှိရင်ကျွန်တော်ကအခု movie recap ဗီဒီယိုတွေကိုတွေးရှိနေရပြီဖြစ်တယ်အဲ့ဒီကမှကျွန်တော်က short ကိုနှိပ်လိုက်မယ် Okay ဒီမှာဒါနိုင်ငံခြားကလုပ်ထားတဲ့ movie recap ဗီဒီယိုတွေကိုကျွန်တော်တို့တွေးရှိရပြီပဲဖြစ်ပါတယ်ဒါကိုဒီထဲကတပုတ်ကိုကျွန်တော် recap လုပ်မယ် A man stood on the gallows. ကျွန်တော်ဒီဗီဒီယိုလေးကို recap လုပ်မယ် recap လုပ်မယ်ဆိုတော့ကျွန်တော်ကဒီဗီဒီယိုကို download ဆွဲထားဖို့နံပါတ်1ချက်လိုမယ်နံပါတ်2ဒီဗီဒီယိုကိုကျွန်တော်က copy link ယူမယ် copy link ယူအတွက် share လေးကိုနှိပ်လိုက်မယ်ပြီးရင် copy link ကိုနှိပ်လိုက်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဘက်ပြန်ထွက်လိုက်မယ်ကျွန်တော်ကဒါဆိုလို့ရှိရင်ကျွန်တော်ခုနပြောထားတဲ့ဗီဒီယိုရှာနည်းဆိုတဲ့အပိုင်းပြီးသွားပြီဗီဒီယိုရှာပြီးလို့ကျွန်တော် copy link ယူပြီးပြီဆိုတော့ကျွန်တော်အပိုင်းနဲ့အနေနဲ့ script ရေးနည်းကိုသွားမယ် script ရေးဖို့အတွက်ကျွန်တော်က Google ကိုသွားမယ်Okay Google ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်က YouTube transcript လို့ရိုက်ရှာလိုက်မယ် YouTube transcript လို့ရိုက်ရှာလိုက်တဲ့နေရာမှာကျွန်တော်ကဒီ YouTube transcript ထဲကိုကျွန်တော်ဆက်ဝင်လိုက်မယ် Okay ဆက်ဝင်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ခုန copy ယူထားတဲ့ဟာကိုဒီမှာ paste ချလိုက်မယ် Okay အဲဆိုလို့ရှိရင် get free transcript ကိုနှိပ်လိုက်မယ်Okay ဒါဆိုလို့ရှိရင်သူကကျွန်တော်တို့ကို transcript ရေးပြီးသွားပြီဖြစ်ပါတယ် transcript ရေးပေးတဲ့နေရာမှာသူကအင်္ဂလိပ်လိုရေးပေးထားတာဖြစ်ပါတယ်အင်္ဂလိပ်လိုရေးပေးထားတာကိုကျွန်တော်ကမြန်မာလိုပြောင်းမယ်မြန်မာလိုပြောင်းမိဖြစ်သည့်အတွက်ဒီ transcript ကိုကျွန်တော်တို့ copy ကူးလိုက်ပါမယ် copy ကူးပြီးတော့ကျွန်တော်ကဒီမှာကိုကြိုက်တဲ့ translate ထဲမှာသွားပြီးတော့မြန်မာဘာသာပြောင်းလို့ရတယ် Gemini မှာပြောင်းရင်လည်းရတယ်ကျွန်တော်ဒီဘက် translate မှာပဲပြောင်းပြလိုက်မယ်Okay ဒီနေ့မှာခုနကျွန်တော် copy ယူထားတဲ့ဟာကိုပိတ်ချလိုက်မယ်Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာမြန်မာစာပြောင်းပြီးသွားပြီဖြစ်ပါတယ်မြန်မာစာပြောင်းပြီးသွားပြီဆိုတော့ကျွန်တော်ကနံပါတ်1အဆင့်ပြီးသွားပြီနံပါတ်3အဆင့်မှာကျွန်တော်က AI နဲ့အတန်ဖန်နည်းပေါ့နော်ဒီကိုရေးထားတဲ့ transcript ကိုကျွန်တော် AI နဲ့အတန်ဖန်ပြမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်ကဒီtranscript ကိုကျွန်တော် copy ယူလိုက်မယ် Okay မှားတာတွေပါရှိရင်လည်းဒီနေရာမှာဖြတ်ပြီးတော့ပြင်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီတိုင်းလေးပဲကျွန်တော် copy ယူလိုက်မယ် copy ယူပြီးကျွန်တော် Google ကိုသွားမယ် Google ကိုသွားမယ်Google ကိုသွားပြီးလို့ရှိရင်ကျွန်တော်ဒီနေရာမှာ text to speech လို့ရိုက်ရှာလိုက်မယ် Okay text to speech လို့ရိုက်ရှာလိုက်မယ် text to speech လို့ရိုက်ရှာပြီးကျွန်တော် text to speech ထဲဝင်လိုက်မယ် Okay ဒီနေရာမှာကျွန်တော်ကတော့ရွေးပြီးသားဖြစ်တယ်ဒီနေရာမှာ voice language ဆိုတဲ့နေရာမှာ Burmese ဒီနေရာမှာယောက်ျားတန်ကိုကျွန်တော်ရွေးထားတယ်ဒီဟာတန်ကိုရွေးထားတယ်ဒီနေရာမှာ speed တွေပါတင်ရင် short ကျင်ရတယ် Okay ဒီနေရာမှာ input text ဒီနေရာလေးမှာကျွန်တော်ခုနရေးထားတဲ့ copy ယူထားတဲ့စာသားကိုကျွန်တော်တို့ကထည့်လိုက်မယ်ထည့်လိုက်ပြီဆိုလို့ရှိရင် Okay ကျွန်တော်စာသားထည့်ပြီးသွားပြီဆိုတော့ဒီမှာ generate audio ကိုနှိပ်လိုက်အောင်မယ်လူတယောက်ကကိုမျက်ခံရဖို့ခဏလေးလိုမှကျိုးစင်ပေါ်မှာရက်နေခဲ့ Okay ဒါဆိုလို့ရှိရင်ကျွန်တော်ကစာသားကို AI အတန်ပြောင်းပြီးသွားပြီဖြစ်တယ်အဲဆိုတော့ကျွန်တော်ကဒီ file လေးကို download ဆွဲလိုက်မယ်ကျွန်တော် download mp3 ဆိုတဲ့စာသားလေးကိုနှိပ်လိုက်မယ် Okay ဒါဆိုရင်ကျွန်တော်တို့ download ဆွဲပြီးသွားပြီကျွန်တော်အဆင့်3အနေနဲ့ AI နဲ့အတန်ဖန်ပြီးသွားပြီဆိုတော့အဆင့်4အနေနဲ့ကျွန်တော်တို့က
video edit တဲ့နည်းကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့က video edit မှာဆိုတော့ CapCut app ထဲကိုဝင်လိုက်မယ်ပြီးရင် new video ကိုနှိပ်လိုက်မယ် new video နှိပ်ပြီးတော့ကျွန်တော်ခုန download ဆွဲထားတဲ့ video ဖိုင်ကိုရွေးလိုက်မယ်အဲ့ဒါကိုနှိပ်မယ် okay ကျွန်တော်တို့ကဒါဆိုရင် video ကို CapCut ထဲမှာထည့်ပြီးသွားပြီဖြစ်တယ်ကျွန်တော်တို့ကစတင် edit တော့မှာဖြစ်တယ်အဲ့ဒီတော့ကျွန်တော်ကပထမဦးဆုံးအနေနဲ့ကျွန်တော်က ratio ချိန်မယ် ratio ချိန်တဲ့အခါမှာကျွန်တော်တို့က video ကိုတိုင်းလက်နဲ့ထောက်လိုက်ရင်အောက်ကတိုင်းလိုင်းကတစ်မျိုးဗီဒီယိုကိုလက်နဲ့မထောက်ရင်တစ်မျိုးကျွန်တော်တို့ကဗီဒီယိုကိုလုံးဝလက်နဲ့မထောက်သေးဘဲနဲ့ဘေးကိုဆွဲလိုက်မယ်ဘယ်ဘက်ညာဘက်အစွန်ဆုံးရဲ့ဘေးမှာ aspect ratio ဆိုတာရှိတယ်အဲ့ ratio ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဟို TikTok အတွက်လား YouTube အတွက်လား Instagram အတွက်လားမျိုးရှိတယ်ပေါ့ကျွန်တော်ကဒီမှာဗီဒီယိုအတူဆိုတော့ TikTok အတွက်ပဲကျွန်တော်ရွေးလိုက်မယ် okay ဒါအမှန်ချစ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်ကဗီဒီယိုကိုလက်နဲ့ထောက်လိုက်မယ်ဗီဒီယိုကိုလက်နဲ့ထောက်လိုက်တဲ့အချိန်မှာဒီအောက်ကမီနူဘားလေးမှာ crop ဆိုတာရှိတယ်အဲ crop လေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာကျွန်တော်အဲ့အကိုကြကျွန်တော်ကဒီ 1:1 နဲ့ပဲသွားလိုက်မယ်โอเคဒါလေးကိုကျွန်တော်က logo တွေပါလို့ရှိရင် zone လေးနဲ့ဖြတ်ထုတ်ပလိုက်လို့ရတယ်ဒါလေးကိုအမှန်ချိလိုက်မယ်โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့က TikTok ratio နဲ့ပေါ့ဗျာ TikTok ratio နဲ့ကိုကျွန်တော်တို့ကဒီနောက်က black color ကြီးဖြစ်နေတယ် black color ဖြစ်တာကိုကျွန်တော်ဘယ်လိုချိန်ရမလဲဆိုတော့ဒီဗီဒီယိုကိုလုံးဝလက်နဲ့မထောက်ဘဲနဲ့ဒီဘေးညာဘက်ဘေးမှာ background ဆိုတာရှိအဲ background ကိုနှိပ်လိုက်မယ် background ကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့က image ဆိုတာရှိတယ် blur ရှိတယ်ဟုတ်လားဒီမှာမျိုးရှိတယ် color ရှိတယ် image တွေကိုနှိပ်လို့ရှိရင်လည်းသူကဓာတ်ပုံအသေးလေးနဲ့လာတယ်ပေါ့ဗျာဒါဆိုလို့ရှိရင် image တွေမှာပေါ့ကျွန်တော်ကအဲ့ဒါကိုမလိုချင်ဘူးဘလာကိုလိုချင်တယ်ဘလာဆိုရင်တော့ဒီမှာဒါဆိုရင်နည်းနည်းလေးဝါမယ်ဒီထက်ပိုဝါမယ်ဟိုဒါကျွန်တော်ကိုကြိုက်တဲ့အနေထားကိုကျွန်တော်တို့ကဝါပြီးတော့ယူလို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ဒီနေရာမှာဘလာလေးနဲ့ပဲယူပြလိုက်မယ်โอเคဒါဆိုလို့ A man stood on the ကျွန်တော်တို့ကသူ့ဗီဒီယိုမှာပါတဲ့ original အတန်ကိုလုံးဝဖျောက်ပလိုက်မယ်ဆိုတော့ဒီမှာ mic click ကလေးကိုကြက်ချီကလေးနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီ ratio ရွေးပြီးသွားပြီပေါ့နော် ratio ရွေးပြီးသွားပြီဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော် color လေးပြောင်းလိုက်မယ် color ပြောင်းမှုအတွက်ကျွန်တော်ဗီဒီယိုတစ်ချက်ထောက်လိုက်မယ်ဒီထဲမှာရှိတဲ့adjust ကိုနှိပ်လိုက်မယ်ဟုတ်လား adjust ကိုနှိပ်ပြီးတော့ကျွန်တော်သူ color လေးနည်းနည်းပြောင်းသွားအောင် shape ပန်းလေးကိုနည်းနည်းတင်လိုက်မယ်ပြီးရင်ဒီဗီဒီယိုကquality color နည်းနည်းပြောင်းသွားအောင်ပေါ့ဗျာအဲ့ဒါလေးကိုကျွန်တော်တို့ကဒီဟာလေးတွေကိုလိုက်နည်းနည်းရွှေ့လိုက်လေရတယ် saturation လည်းနည်းနည်းလေးတင်လိုက်မယ်ဟုတ်လား brightness ကတော့ဗီဒီယိုကိုကလင်းကျင်သလား short ကျင်သလားတင်လို့ရတယ်ဒီလိုနီးလေးနဲ့ကျွန်တော်တို့က color ချိန်လို့ရတယ်ပြီးရင် filter တွေကိုဝင်လိုက်မယ်ကိုဒီမှာကိုအဆင်ပြေမဲ့ဟာလေးတစ်ခုကိုရွေးလိုက်လို့ရတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဗီဒီယို color ချိန်ပြီးသွားပြီဆိုတော့ဗီဒီယိုကိုmirror ပြောင်းမယ်တချို့ mirror ပြောင်းမယ်ဆိုလို့ရှိရင်ဗီဒီယိုကိုဘယ်ညာ left right ပြောင်းလိုက်တာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဗီဒီယိုကိုလက်ကလေးနဲ့ထောက်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့က transform နဲ့ဝင်လိုက်ဒီအောက်က menu bar လေးမှာ transform ဆိုတာရှိတယ်transform ဒါလေး okay ဒီမှာ transform နဲ့ဝင်လိုက် transform နဲ့ဝင်လိုက်တဲ့ခါမှာဒီမှာအလဲမှာ mirror ဆိုတာရှိတယ် mirror လေးကိုနှိပ်လိုက်ဒါဆိုရင်ဗီဒီယိုကဘယ်ညာပြောင်းသွားပြီပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဒါစာသားရဲ့အစားဒီမှာပြောင်းပြန်ဖြစ်သွားပြီပေါ့နော်စာသားရဲ့အစားဒီမှာသူ့ရဲ့ original စာရဲ့အစားပြောင်းပြန်ဖြစ်သွားပြီ okay ဒီ check လေးပြီးသွားလို့ရှိရင်ကျွန်တော်ကဒီ recap ခုနကျွန်တော်အတန်မှာ download ဆွဲထားတဲ့အတန်ပိုင်းကိုထည့်မယ်အဲ့တော့ကျွန်တော် edit audio ကိုနှိပ်လိုက်မယ်ပြီးရင် sound နဲ့ကိုဝင်မယ်စောင်းနဲ့ဝင်ပြီးတော့ကျွန်တော်ခုန download ဆွဲထားတဲ့အတန်ဖိုင်ကိုထည့်လိုက်မယ် လူတစ်ယောက်ကကိုမျက်ခံရ okay ဒီအတန်ဖိုင်လေးကိုကျွန်တော်ထည့်လိုက်မယ် လူတစ်ယောက်ကကိုမျက်ခံရဖို့ခဏလေးလိုမှကျိုးစင်ပေါ်မှာရက်နေခဲ့တယ်ဒါ okay ဒါဆိုလို့ရှိရင်ကျွန်တော်ကအတန်ဖိုင်နဲ့ဗီဒီယိုညီမညီတစ်ချက်ကြည့်မယ်အတန်ဖိုင်နဲ့ဗီဒီယိုမညီဘူး
မညီတဲ့အခါကျတော့ကျွန်တော်ကဒီကောင်လေးကိုညီသွားအောင်စပီလေးနည်းနည်းတင်လိုက်မယ်ပေါ့စပီနည်းနည်းတင်တော့အတန်ဖိုင်ကနည်းနည်းတူသွားမယ်အဲ့အခါမှာညီအောင်ညှိလို့ရတယ်ဒီနီးနဲ့စပီအတင်လျှော့နဲ့ကျွန်တော်တို့အတန်ဖိုင်ကိုညီအောင်ညှိလို့ရတယ်အဲ့တော့အတန်ဖိုင်ကိုလက်နဲ့တစ်ချက်ထောက်မယ်ပြီးရင်ဒီမှာစပီကိုနှိပ်လိုက်မယ်โอเคကျွန်တော်ကမြန်ညီလာတော့ဒီကောင်ကို 1.2 လောက်ထား လူ လိုက် တစ်ယောက်ကကွန်မြက်ခံရဖို့ခဏလေးလိုမှကျိုး ဒါဆိုရင်ကျွန်တော်တို့တိတ်မကွာတဲ့အနေထားပါเนาะအဲ့ဒါဆိုတော့ 1.3 လောက်နဲ့ရနိုင်တယ် လူတစ်ယောက်ကကွန်မြက်ခံရဖို့ โอเคဒါဆိုရင်ဒါလုံးဝမညှိတညီအနေထားကိုရောက်ရှိသွားပြီပေါ့เนาะလုံးဝမညှိတညီအနေထားရောက်ရှိသွားပြီဆိုတော့ကျွန်တော်ကဒီနေရာလေးမှာအတန်ဖိုင်ကိုတစ်ခါဒီမွေးပွေကိုတစ်ခါတဲ့အရှိကြီးသို့ရင်တော့ဒါကိုဗီရိုက်ကမိနိုင်ကြီးများတယ်ပေါ့เนาะမိကိုများတယ်ဒါကတော့ကျွန်တော်ကဥပမာ9စက္ကန့်လောက်ပေါ့เนาะအဲ့လိုမျိုးလေး လူတစ်ယောက်ကကွန်မြက်ခံရဖို့ခဏလေးလိုမှကျိုးစင်ပေါ်မှာရက်နေခဲ့တယ် ဒီလောက်လောက်ကယူပြီးတော့ကျွန်တော်တခါဗီဒီယိုကို split ပေးမယ်ပြီးရင်ဒီနားလောက်အထိကိုကျွန်တော် split တခါပေးမယ်ကျွန်တော်ဒီပိုင်းလေးကိုကျွန်တော်ဖြတ်ထုတ်ခြင်းတယ်ဖြတ်ထုတ်လိုက်တယ် delete ကိုနှိပ်လိုက်တယ် okay ကျွန်တော်ဒီနည်းနဲ့သွားတယ်ဗျဒီကောင်ကိုじゃညီအောင်လို့ဆိုပြီးတော့speed လေးကိုနည်းနည်း short ပေးလိုက်မယ် 0.8 လောက် short ပေးလိုက်မယ်အဲဆိုကျွန်တော်နည်းနည်း play ကြည့်လိုက်မယ် လူတစ်ယောက်ကကွန်မြက်ခံရဖို့ခဏလေးလိုမှကျိုးစင်ပေါ်မှာရက်နေခဲ့တယ်ဒါပေမဲ့ကြောက်ရွံ့မှုအစားသူကစောက်ကစားတတ်တဲ့အပြုံးတစ်ခုကိုဝစ်ဆင်ထားတဲ့လီဗာပူးဆွဲလိုက်တဲ့အခါသူ့ခန္ဓာ okay စာသူကစောက်ကစားတတ်တဲ့အပြုံးတစ်ခုကိုဝစ်ဆင်ထားတဲ့လီဗာပူးဆွဲလိုက်တဲ့အခါသူ့ခန္ဓာကိုယ်ကပြုတ်ကျသွားပြီးကျိုးကသူ့လက် okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီနာလေးမှာလည်းကျွန်တော် split ပေးမယ်ဒီနာလေးကိုလည်း split ပေးမယ်ကျွန်တော်ဒီဘိုင်းလေးကိုဖြတ်ထုတ်လိုက်မယ်ဖြတ်ထုတ်လိုက်လို့ရှိရင် သွားပြီးကျိုးကသူ့လက်ဘေးမှာတင်းကျပ်သွားတယ်အားလုံးကပြီးပြီလို့ယုံကြည်ကြတယ်ဒါပေမဲ့သူတို့အံ့အားတင်သွားကြတာတော့အဲ့ဒီလူကရုတ်တရက်လေထဲမှာပြုံးလိုက်တယ် okay ကျွန်တော်ဒီဘိုင်းလေးကိုအဲ့လိုမျိုးနီးလေးနဲ့စိတ်ရှည်ရှည်လေးပေါ့နော်ဒါကိုကတ်လို့တာ copyright မမိအောင်ဆိုလို့ရှိရင်ဒါစိတ်ရှည်ဖို့တော့လိုပဲပေါ့နော်okay ဒီဘိုင်းလေးကိုဖြတ်ထုတ်လိုက်မယ်ကျွန်တော်တို့က speed လေးကိုလည်းဒါညီသွားအောင်နည်းနည်းလေးလျှော့ပေးလိုက်မယ်ဒီလိုမျိုးနီးလေး လူတစ်ယောက်ကကွန်မြက်ခံရဖို့ခဏလေးလိုမှကျိုးစင်ပေါ်မှာရက်နေခဲ့တယ်ဒါပေမဲ့ကြောက်ရွံ့မှုအစားသူကကြတယ်ဒါပေမဲ့သူတို့အံ့အားတင်သွားကြတာတော့အဲ့ဒီလူကရုတ်တရက်လေထဲမှာပြုံးလိုက်တယ်သူ့ခန္ဓာကိုယ်ကိုလိမ်ပြီးဝင်းငါးလံပြတဲ့အခါပါဇက်အဟောင်းသားတွေပဲ့တင်ထက်သွားတဲ့ကျိုးကွင်းကလွှဲတစ်ခုလိုလှုပ်ရှားပြီးလူအုပ်ရှိမှညင်တာစွာရင်းနှွေးနေ ဒီနေရာလေးမှာကျွန်တော်လည်းဒါလေးကိုဖြတ်ချလိုက်မယ်နော်ဒါအရှိကြီးသုံးရင်ဒါ copyright မိနိုင်ကြများတယ်ပေါ့ဗျာဗီဒီယိုကိုအတူလေးသုံးမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုじゃဘယ်လိုပြောမလဲspeed short လိုက်လို့လည်းရတယ်ကျွန်တော်ဒီနာလေးမှာဓာတ်ပုံလေးလာအောင် freeze လေးကိုသုံးလိုက်မယ် freeze သုံးလိုက်လို့ရှိရင် तू က auto ဓာတ်ပုံလေးဖြစ်သွားတယ်ဖွင့်ကြည့်လိုက်မယ် ငါလွှဲတစ်ခုလိုလှုပ်ရှားပြီးလူအုပ်ရှိမှညင်တာစွာရင်းနှွေးနေတဲ့အဖိုးကြီးတယောက်ထိတ်လန့်မှုကြောင့် okay ဒါဆိုလို့ရှိရင်ကျွန်တော်ကဒီဓာတ်ပုံကြီးငြိမ်ငြိမ်ဆိုတော့ကြည့်မကောင်းဘူး key frame တစ်ချက်ချလိုက်မယ်ဒီနေရာမှာ key frame တစ်ချက်ချမယ် zone လေးကိုနည်းနည်းဆွဲလိုက်မယ် okay လှုပ်ရှားပြီးလူအုပ်ရှိမှညင်တာစွာရင်းနှွေးနေတဲ့အဖိုးကြီးတယောက်ထိတ်လန့်မှုကြောင့်မိလဲသွားပေမဲ့ဒီလောက်ရက်ကကြာပန်းလောက်ရက်မဟုတ်ပါဘူးအာယုံလဲ okay ဒါလေးကိုလည်းကျွန်တော်ဒီပိုင်းလေးကိုကျွန်တော်ဖြတ်ထုံမယ်ဒီလိုမျိုးနီးလေးနဲ့စိတ်ရှည်ရှည်လုပ်ဖို့လိုပဲပေါ့နော်ကိုက copyright မမိကျင်ဘူးဆိုလို့ရှိရင်ဒါစိတ်ရှည်ပေးရမယ် speed လေးကိုနည်းနည်း short ပေးမယ် ဒီလောက်ရက်ကကြာပန်းလောက်ရက်မဟုတ်ပါဘူးအာယုံလဲသွားစေတဲ့လောက်ရက်တစ်ခုပါအဲ့ဒီအချိန်မှာပဲသူ့အဖွဲ့သားတွေကရွာတရွာလုံးကိုလူရက်နေကြတဲ့လက်ဝိယတနာ okay ဒီနေရာလေးမှာဆက်ပြီးတော့နည်းနည်းလေးဖြတ်မယ်တူလေးဖြတ်လိုက်ရတယ်ပေါ့ဗျာဒီနီးလေးနဲ့ဖြတ်မယ် အမမကြံခဲ့ဘူးကင်းသမားတွေကသူတို့ရဲ့တနက်တွေကိုလှမ်းယူကြတယ်ဒါပေမဲ့သူတို့ပြစ်ခတ်လို့မရခင်မှာပဲ okay ဒီနေရာလေးမှာ submit ပေးလိုက်မယ်ဒီဘိုင်းလေးကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်
ဒီဟာလေးကိုကျွန်တော် speed နည်းနည်းလေး short ပေးလိုက်မယ် so white စစ်လောက်ထားလိုက်မယ်ဒါကတော့ကိုဗီဒီယိုနဲ့ကိုက်ညီတဲ့ point ကိုထားပါတော့နော် မတွေကသူတို့ရဲ့တနက်တွေကိုလှမ်းယူကြတယ်ဒါပေမဲ့သူတို့ပြစ်ခတ်လို့မရခင်မှာပဲသူတငယ်ချင်းတယောက်ကဓာတ်တစ်ချောင်းကိုလေထဲကိုပြစ်လွတ်လိုက်တယ်ကျိုးကဓာတ်ကိုဖောက်ထွင်းဝင်ရောက်သွားတယ်အဲ့ဒီလူကလဲကျပြီးမြေပြင်ပေါ်လိမ့်ကျသွားပြီးသူ့လုပ်ပေါ်ကင်ဘက်တွေဘေးမှာကြားရောက်သွားတယ်တိုးဆုပ် okay ဒါဆိုလို့ရှိရင်ဒီကောင်လေးကိုကျွန်တော် freeze တစ်ချက်သုံးပြလိုက်မယ်ခုနထုံးစံနိုင်မယ်ကျွန်တော် key frame ချမယ်ဇွန်လေးနည်းနည်းဆွဲမယ် ယူကြတယ်ဒါပေမဲ့သူတို့ပြစ်ခတ်လို့မရခင်မှာပဲသူတငယ်ချင်းတယောက်ကဓာတ်တစ်ချောင်းကိုလေထဲကိုပြစ်လွတ်လိုက်တယ်ကျိုးကဓာတ်ကိုဖောက်ထွင်းဝင်ရောက်သွားတယ်အဲ့ဒီလူကလဲကျပြီးမြေပြင်ပေါ်လိမ့်ကျသွားပြီးသူ့လုပ်ပေါ်ကင်ဘက်တွေဘေးမှာကြားရောက်သွားတယ်တိုးဆုပ်ခြင်းမရှိပဲသူတို့တွေကတယောက်ကကျိုးကိုဆွဲယူပြီးသူ့ကိုဘေးကင်းရာကိုဆွဲခေါ် ချက်သုံးလိုက်မယ် okay ဇွန် key frame ထောက်မယ် key frame ထောက်မယ်ဇွန်ဆွဲမယ်ဒီပိုးတဲ့ပိုင်းတွေကိုကျွန်တော်ဖြတ်ထုတ်လိုက်မယ်โอเคဒီနီးနဲ့ကျွန်တော်တို့ကဒီ copyright လွတ်အောင်edit လို့ရတယ်ပေါ့เนาะကျွန်တော်တို့ကဒီဗီဒီယိုတစ်ပုဒ်နဲ့တစ်ပုဒ်အခြားလေးတွေမှာလည်းကျွန်တော် transition လေးတွေထည့်လို့ရတယ်transition လေးတွေထည့်လို့ရတယ် ကစားတတ်တယ် โอเค လူတယောက်ကကိုမျက်ခံရဖို့ခဏလေးလိုမှကျိုးစင်ပေါ်မှာရက်နေခဲ့တယ်ဒါပေမဲ့ကြောက်ရွံ့မှုအစားသူကစောက်ကစားတတ်တဲ့အပြုံးတစ်ခုကိုဝစ်ဆင်ထားတယ်လီဗာပူးဆွဲလိုက်တဲ့အခါသူ့ခန္ဓာကိုယ်ကပြုတ်ကျသွားပြီးကျိုးကသူ့လက်ဘေးမှာတင်းကျပ်သွားတယ်အားလုံးကပြီးပြီလို့ယုံကြည်ကြတယ်ဒါပေမဲ့သူတို့အံ့အားသင့်သွားကြတာတော့အဲ့ဒီလူကရုတ်တရက်လေထဲမှာပြုံးလိုက်တယ်သူ့ခန္ဓာကိုယ်ကိုလိမ်ပြီးကိုငါးလံပြတဲ့အခါပါစက်အဟောင်းသားတွေပဲ့တင်ထက်သွားတဲ့ကျိုးကွင်းကလွှတ်တစ်ခုလိုလှုပ်ရှားပြီးလူအုပ်ရှိမှညင်တာစွာရိမ့်ရွက်နေတဲ့အဖိုးကြီးတယောက်ထိတ်လန့်မှုကြောင့်ဟိ ဒီနားလေးမှာကျွန်တော် transition တစ်ခုထည့်လိုက်မယ်ဒီကောင်လေးပဲထည့်လိုက်မယ် သွားစီတယ်ရမဟုတ်ပါဘူးအာယုံလဲသွားစီတဲ့လောက်ရက်တစ်ခုပါအဲ့ဒီအချိန်မှာပဲသူ့အဖွဲ့သားတွေကရွာတရွာလုံးကိုလူရက်နေ